ကိုစောရောင်နေတဲ့အတွေ့ပါရောက်ချင်းညမှာ China Town ဖတ်ကြည့်ပါတယ် China Town မှာစားကြရည်ရမ်းစုံနေအမှန်နဲ့စားကြတာရှုဘတ်ကုတ်တဲ့ဒါပေမဲ့ကိုသွားပဲလိုက်တဲ့ဆိုင်ကဂျယ်လီကုတ်တဲ့ဖြစ်နေတေချာလည်းမကြည့်မိပါဘူးကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ကိုစားကြတဲ့ဟာကိုမရခဲ့ပါဘူးနောက်တော့မှာ seafood အကင်ဆိုင်တစ်ဆိုင်ရှိရပေါ့အရန်စားလို့ကောင်းတဲ့အဲ့ဒီဆိုင်ဗီဒီယိုတွေတော့ရိုက်မလာမိလိုက်လူတွေလည်းအရန်များတယ်အရန်တန်းစီရတယ်ဒါပေမဲ့စားရတာအရန်ကောင်းပါတယ်အရန်လက်ဆက်ပြီးတော့အချင်းကအရန်ကောင်းကိုကြည့်ဒီကြီးစားချင်တာတွေဝယ်ပြီးတော့နောက်ဆုံးတပ်ပုံလေးရိုက်ပြီးတော့ပြန်ကြပါတယ်အဲ့ဒီ work လေးတွေကို note တိုက်လို့ရတယ်ဒီလိုထူးထူးဆန်းဆန်းအကောင့်ကြီးကြော်ရောက်နိုင်လည်းရှိပါတယ်ပစုံနေရစီကြည့်လို့မစားခဲ့ပါဘူးရိုက်ခဲ့တာပါဒါကခုနကပြောတဲ့ seafood ကင်ဆိုင်ရပါတရက်တီးကိုနော်ရှိုးလိုက်3မျိုးဝင်လာလူ6ယောက်ကိုတုတ်တုတ်ကိုဈေးစီပြီးတော့ရအောင်စီးလာနော်ထိုင်းမှာဆိုရင်တော့ကားထိုင်တုတ်တုတ်ကပုံမြန်တယ်လို့ခံစားရပါတယ်ထိုင်းမှာသွားချင်တဲ့နေရာတွေကအများကြီးတဲ့ကြောင့်မျိုး package လိုက်ကားငှားပြီးတော့သွားကြပါတယ်။အမတရက်ကခေါင်းရိုင်ကိုသွားပြီးဒုတိယတရက်ကပတ္တရားကိုသွားပါတယ်။ Toscana Valley ကအရန်လာတယ်။တောက်ရိုက်တာဝါသနာပါတဲ့သူတွေဆိုရင်တော့သွားတင်ပါတယ်။နေဒီရန်ဘူးလို့မျိုးတော်မနေရဆုံးအောင်မပတ်ခဲ့ရဘူးပေါ့နော်။အဲ့လိုနေရိတ်တဲ့နေရာတချို့လောက်ပဲဓာတ်ပုံလေးအမြန်ရိုက်ပြီးတော့ပြန်ခဲ့တာပါ။ခိုင်တို flower ပတ်လည်းသွားခဲ့ပါသေးတယ်။အဲ့မှာပန်းလေးတွေအရန်လာတယ်။ဂျပန်အင်္ဂလိပ်လေးတွေဝတ်ချင်ပေါ့နော်။အဲ့လိုဝတ်ပြီးတော့တပ်ပုံရိုက်လို့ရပါတယ်။ကိုရီးယားတော့မရိုက်ခဲ့ပါဘူး။နေရန်ပူလို့ပါ။ခေါင်းရိုင်က strawberry fan ကိုဆက်ပြီးတော့သွားကြပါတယ်။ကိုခိုင်တိုပန်းတန်နဲ့အနီးနားတစ်ဝိုက်မှာပဲရှိပါတယ်။ strawberry သီးလေးတွေကအရန်လက်ဆက်ပြီးတော့ပေါ့နော်။မမဲ့သေးတဲ့အဖြူရောင်အသီးတွေအစားချိုရင်းနေရပဲအရန်စားကောင်းပါတယ်တန်လေးတန်ပါတယ်အရေးရွှန်းရွှန်းအလုံးကြီးကြီးနဲ့ချိုတဲ့ strawberry သီးကိုစားခြင်းနဲ့ဆိုရင်တော့ဒီလိုခြံလေးတွေကိုသွားပါလို့ပြောချင်ပါတယ်နောက်